မိတ်ဆွေတို့အိမ်ကအိမ်မွေးခွေးတွေကမိတ်ဆွေတို့ကိုခုလိုမျိုးပုံစံမျိုးတွေနဲ့ကြည်လာခဲ့ပြီးခုလိုမျိုးပုံစံမျိုးတွေကိုလှုပ်လာခဲ့ပြီဆိုရင်ဒါကမိတ်ဆွေတွေခွေးလုံးဝမဟုတ်တော့ပါဘူးเนาะဒါဟာမကောင်းဆိုးဝါးတစ်ကောင်ဖြစ်တဲ့စကင်ဟောလို့ခေါ်တဲ့မကောင်းဆိုးဝါးတစ်ကောင်ဟာမိတ်ဆွေတွေအိမ်မွေးခွေးတွေထဲမှာခုလိုမျိုးဝင်ရောက်ပြီးတော့နေနေတာပဲဖြစ်ပါတယ်သူတို့ရဲ့ရည်ရွယ်ချက်ကဘာလဲဆိုတော့ကျွန်တော်တို့အိမ်သားတွေကိုတတိတစ်ချိန်မှာဒုက္ခပေးပဲဆိုရင်ရည်ရွယ်ချက်နဲ့ခုလိုမျိုးခွေးတွေကိုဝင်ရောက်ပြီးတော့ပူကတ်နေတာပဲဖြစ်တယ်เนาะဒီဖြစ်စဉ်ကိုကြုံတွေ့လဲရတဲ့မိသားစုတစုဟာအရန်ကိုမှထိတ်လန့်သွားခဲ့ပြီးတော့သူတို့ရဲ့အိမ်မွေးခွေးတွေကိုအခုလိုမျိုးသူတို့တွေစမ်းသပ်နီလန်းနေနဲ့စမ်းသပ်ခဲ့ပါတယ်ဒါကတော့စကင်ဟောကာလို့ခေါ်တဲ့မကောင်းဆိုးဝါးတစ်ကောင်မိတ်ဆွေတွေခွေးထဲမှာတကယ်တမ်းဝင်ပူးခဲ့တာဝင်မပူးခဲ့တာဆိုအခုလိုနီလန်းနေနဲ့သူတို့တွေကစမ်းသပ်ခဲ့ပါတယ်ဒါကတော့ကျွန်တော်တို့ဟင်းချက်တို့ခါမှာအသုံးပြုတဲ့စားကိုကျွန်တော်တို့စီးပွားရေးပုံစံမျိုးကျွန်တော်တို့ဝိုင်းပြီးတော့ခွေးကိုဒီထဲမှာထည့်ထားမှာဖြစ်ပါတယ်မိတ်ဆွေတွေရဲ့ခွေးအစစ်မှန်နေဆိုရင်ဒီထဲကနေလည်းသူကထွက်လာမှာဖြစ်ပါတယ်စကင်ဟောကတကယ်လို့မကောင်းဆိုးဝါးတစ်ကောင်ကခွေးထဲမှာဝင်ရောက်ပူကတ်နေပြီဆိုရင်ဒီစားဝိုင်းလာလို့စီးထဲကနေတော့သူတို့ကလုံးဝထွက်လာမှာမဟုတ်ပါဘူးဒါကတော့ပုံနဲ့တည်ကြနေပါနော်အိမ်တအိမ်မှာမိသားစုတွေအပြင်သွားနေလို့ခါမှာစကင်ဟောကလို့ခေါ်တယ်ဒီမကောင်းဆိုးဝါးတစ်ကောင်ကသူကစိတ်လွတ်လွတ်နေရတာကိုသူကပိုးပေါ်ပါနေရတာသူကပို့ပြီးတော့ကြက်နှစ်သက်တယ်နော်ခုလိုမျိုးလေကတဲ့မှာလူတယောက်ထိုင်နေတယ်လို့မျိုးထိုင်နေတာကိုမထင်မှတ်ပဲနဲ့အိမ်ရှင်နဲ့ပြန်လာလို့ခါမှာတွေးလိုက်လို့ခါမှာဝေးကနေတော့ဒါကင်မရာနဲ့လှမ်းရိုက်ပြီးတော့ကြည့်နေတာပေါ့နော်ကင်မရာရိုက်နေမှသူကသိသွားတော့မကြခင်မှာပဲဒီခွေးတစ်ကောင်ပုံစံမျိုးသူကပြန်ပြီးတော့ဟန်ဆောင်ပြီးတော့ပြန်နေလိုက်တယ်စကင်ဟောကလည်းအထုတစ်ဖြစ်စိတ်မရှိတယ်လို့အကောင်နေဖြစ်တယ်ညာဘက်တွေမှာဆိုရင်ခွေးတစ်ကောင်လိုလေးဘက်ထောက်မသွားပဲနဲ့အခုလိုမျိုးလူတယောက်လိုလမ်းလျှောက်သွားတာနောက်လူတွေလှုပ်တွေကိုသူတို့တွေကနေကင်ဘက်မှာမှတ်ပြီးတော့လုံနေတာဒါမျိုးတွေကသူတို့လူလစ်လွတ်ချိန်ဒီမျိုးတွေမှာသူတို့တွေကဒါမျိုးတွေပြုလုပ်တတ်ကြတယ်ဒါဟာသိကြပါတယ်ဒါဟာစကင်ဟောကာလို့ခေါ်တဲ့မကောင်းဆိုဝါတရိษံတစ်ကောင်မိတ်ဆွေတွေရဲ့ဒီတရိษံတွေမှာခွေးထဲမှာဝင်ရောက်ပူကတ်နေတာပဲဖြစ်ပါတယ်နောက်ပြီးတော့မိတ်ဆွေတို့အိတ်နေလို့ခါမှာမိတ်ဆွေတွေနားမှာဘလိုမျိုးမိတ်ဆွေတွေကိုစိုက်ပြီးတော့ကြည်နေတာဘလိုမျိုးမကောင်းလို့မျက်လုံးနဲ့စိုက်ပြီးတော့ကြည်နေတာနောက်ပြီးတော့မိတ်ဆွေတို့ရံပြူဖို့ပုံစံမျိုးတွေနဲ့စိုက်ပြီးကြည်နေတာဆိုရင်ဒါကတော့သိကြပါတယ်မိတ်ဆွေတို့ခွေလုံးဝမဟုတ်တော့ပါဘူးเนาะဒီစကင်ဟောကာတွေကသူတို့ကအဓိကဘာကိုထားပြီးတော့သူတို့ရလှုပ်ချင်တာလဲဆိုတော့မိတ်ဆွေတို့ရဲ့အိမ်မှာကလေးသူငယ်လေးတွေရှိခဲ့မယ်တယောက်လိုကြံခဲ့မယ်ဆိုကလေးသူငယ်တွေကိုသူတို့တွေကဒုက္ခပေးမယ်နောက်ပြီးတော့ဒီကလေးသူငယ်တွေနေမကောင်းကျမကြီးဖြစ်နေလို့ခါမှာကလေးတွေရဲ့ဒီကလေးတွေရဲ့လက်ပြန်ငယ်လို့အချိန်မှာကလေးတွေရဲ့ခန္ဓာကိုသူတို့ရဲ့ဝင်ရောက်မယ်ဒီတရိษံမှာသူတို့ဝင်မရောက်တော့ဘဲနဲ့ကလေးရဲ့ခန္ဓာကိုမှဝင်ရောက်ပြီးတော့မိတ်ဆွေတွေနဲ့တူနှစ်အကြာကြီးချိန်ကြာကြီးနေမှာလည်းဖြစ်တယ်နောက်ပြီးတော့မိတ်ဆွေတို့အိမ်မှာအသက်ကြီးဒီကျမကြီးမကောင်းတဲ့ယောဂတွေရှိခဲ့မယ်ဆိုရင်ဒီယောဂတွေရဲ့အသက်ကိုသူတို့တွေကနှုတ်ပြီးတော့ဒီလူမမာရဲ့ခန္ဓာကိုယ်တွေသူတို့တွေကဝင်ရောက်ပူးမယ်သူတို့ရည်ရွယ်ချက်အဓိကဒါပဲလူတယောက်တည်းဓာတ်ရိုက်သူတို့ကဘာလို့ဝင်မပူးတာလဲဆိုရင်လူတွေကဖုံးကန်ရှိတယ်ကိုယ်ဆောင်နှရှိလို့အတွက်ကိုလူတွေတဲ့သူတို့တွေဓာတ်ရိုက်ဝင်မပူးပဲနဲ့ခုလိုမျိုးအိမ်မွေးခွေးတွေအိမ်မွေးတရိษံတွေတဲမှာအဓိကသူတို့ဓာတ်ရိုက်ဝင်ပူးပြီးတော့လူတွေနဲ့နီးစပ်ဆုံးဖြစ်အောင်သူတို့တွေကလုပ်မယ်ဘယ်လောက်ထိနီးစပ်လဲဆိုရင်မိတ်ဆွေတွေရဲ့ခွေးတစ်ကောင်ကမနက်ဘက်မှာမိတ်ဆွေတို့တည်းမှာအစာလာတောင်းနေဆိုရင်မနက်၈နိုင်တော့အစာလာတောင်းဒီစကင်ဟောကလည်းဒီချိန်သူကတိတယ်ဗျဒီချိန်မှာသူအစာလာတောင်းမယ်เนาะမိတ်ဆွေကိုပုံမနိုင်နန်းနေကြဆိုရင်ဒီစကင်ဟောကမိတ်ဆွေပုံမနိုင်နန်းမယ်ဒါပေမဲ့ဘယ်လိုချိန်မျိုးတွေမှာသတိထားရမယ်ဆိုရင်လူမရှိလို့ခါမျိုးတွေသူတို့တွေရဲ့မူရင်းပုံစံကိုသူတို့တွေကပြုတ်ပြီးတော့နေထိုင်ကြတယ်ပေါ့နော်မတက်သွားတာလို့ကိုလုံနေကြအလုပ်တွေကိုလူတယောက်လိုလုံနေတာလို့အခုလိုမျိုးဓာတ်တွေကင်နေတာလို့တခြားသောအသားငါးတွေကိုတွားပြီးတော့စားနေတာလို့လူတူလက်လို့ခါမှာသူတို့ရဲ့ပုံစံမျိုးတွေပြတ်သွားတာလို့ဒါမျိုးတွေဖြစ်လာခဲ့ပြီဆိုရင်ဒီစကင်ဟောကာကိုသူမသိအောင်လို့ကျွန်တော်အပြင်ကိုခေါ်သွားပြီးတော့သူ့ကိုအဝေးတက်နေအောင်ကျွန်တော်တို့စွန့်ပစ်တာမျိုးတွေကိုပြုလုပ်ပေးသင့်ပါတယ်နော်အားလုံးပဲဘေးအန္တရာယ်ကင်းရှင်းကြပါစေ